ဒီဇလန်ကတော့ဒီလိုဗျဇလန်အစမှာပဲခလကန်စူပါမန်တယောက်ကဘိုရေးဗီးယားဆိုတဲ့နိုင်ငံကသူ့ရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ဂျန်ဟန်ပူပေါ်ကျူးကျော်ဖို့ကြိုးစားတာကိုတားဆီးလိုက်တယ်ပြီးတော့ဘိုရေးဗီးယားနိုင်ငံရဲ့သမ္မတဗက်ဆီလ်ဂူကော့စ်ကိုလည်းဂျန်ဟန်ပူနဲ့ဝေးဝေးနေဖို့ပြက်ပြသားသားသတိပေးခဲ့လိုက်တာပေါ့ဒါပေမဲ့မက်ထရိုပိုလစ်မြို့တော်ကြီးမှာတော့စူပါမန်တယောက်ဘိုရေးဗီးယားရဲ့သူသန် Hammer of Boravia လို့ခေါ်တဲ့စွမ်းအားရှင်တယောက်ကိုသူ့ဘဝမှာပထမဆုံးအကြိမ်ဖြစ်ရှုံးနိမ့်သွားခဲ့ရတယ်ဒီလိုနဲ့သူဟာစွမ်းအားမြင့်ခွေးလေး crypto ရဲ့အကူအညီနဲ့ Antarctica တိုက်ကသူ့ရဲ့အထီးကျန် Antarctic Fortress of Solitude ကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပါတော့တယ်သူတို့နောက်ကို BDN ရောက်ကြီး Lex Luthor ရဲ့လူဒီ engineer ဆိုတဲ့တယောက်ကတိတ်တိတ်လေးလိုက်လာခဲ့တယ်ခန္ဓာထဲကစူပါမန်ရဲ့ဇယုတ်တွေကပြင်းအားမြင့်နေရောင်ကြီးစွမ်းအင်ကိုတုံးပြီးသူ့ကိုပြန်လဲကူတပြေးကြတယ်ပြီးတော့သူ့ရဲ့ဇာတိဂရိုခရစ်တန်ပျက်စီးသွားတော့ကသူ့ကိုကယ်တင်ဖို့ကဘာမြေစီလွတ်လိုက်တဲ့သူ့မူပရင်းတွေစီကသတင်းစကားတစ်ခုနဲ့သူ့ကိုနှစ်သိမ့်ပေးခဲ့တယ်။ဒါပေမဲ့ကန်ဆိုးတာကအဲ့ဒီသတင်းစကားကလမ်းခရီးမှာပျက်စီးသွားခဲ့လို့ပထမတစ်ပိုင်းပဲဖွင့်ပြလို့ရခဲ့တာ။စူပါမန်လည်းမက်ထရိုပိုလစ်ကိုပြန်လာရောခုနကတူတန်ဆိုတဲ့လူစီမှာနောက်တစ်ခါအပြတ်အသတ်ရှုံးနိမ့်သွားပြန်ရောတကယ်တော့အဲ့ဒီတူတန်ဆိုတာတခြားလူမဟုတ်ဘူးလူတို့ရလက်အောက်ခံစွမ်းအားရှင်အယ်ထရာမန်ပဲဖွင့်နေတာဒီအချိန်မှာတော့စူပါမန်ကသူ့ရဲ့ချစ်သူ Daily Planet သတင်းဌာနကလုတ်ဖို့ကိုင်ပန်လည်းဖြစ်တဲ့ Lois Lane နဲ့အင်တာဗျူးလုပ်ဖို့သဘောတူလိုက်တယ်။ဒါပေမဲ့ Lois က Bolivia မှာသူလုပ်ခဲ့တဲ့ကိစ္စတွေရဲ့ဥပဒေပိုင်းဆိုင်ရာညီတေပိုင်းဆိုင်ရာအကျိုးဆက်တွေအကြောင်းဖိပြီးမေးခဲ့တဲ့အခါမှာတော့သူတို့နှစ်ယောက်စကားမြောက်ခဲ့ကြတယ်။တစ်ဖက်မှာလည်းလူတို့က Metropolis မြို့တော်ကြီးကိုတက်တကွာကြီးတကောင်လွတ်ပြီးအာယုံလွတ်လိုက်တယ်။အဲ့ဒီအချိန်မှာပဲသူရဲ့ Ultraman ရဲ့ Engineer ရဲ့က Superman ရဲ့ခန္ဓာထဲကိုခိုးဝင်ကြတယ်။သူတို့ကစရုပ်တွေကိုအနိုင်တိုက် crypto ကိုဖမ်းပြီး whole crypto grow ကသတင်းစကားကိုရှာထွေသွားကြတယ်။ engineer ကအဲ့ဒီသတင်းစကားရဲ့ပျက်စီးနေတဲ့အပိုင်းကိုပြင်နိုင်ခဲ့တယ်။ဒီဘက် Metropolis မှာတော့ Superman က Justice Gang လို့ခေါ်တဲ့အဖွဲ့နဲ့ပေါင်းပြီးဟိုတတဝမ်ကြီးကိုတိုက်ခိုက်ရင်းပြည်သူတွေကိုကယ်တင်နေရတယ်။အဲ့ဒီအဖွဲ့မှာ Green Lantern Corps ရဲ့ Guy Gardner, Mr. Terrific နဲ့ Hawk ကတော့ပါဝင်တယ်။ Superman ကအဲ့ဒီတတဝမ်ကြီးကိုအရှင်ဖမ်းတင်တာပဲမဲ့ Mr. Terrific ကတတ်ပစ်လိုက်တယ်။ဒီမှာလည်းလူတို့ကဟိုခရစ်တန်ကသတင်းစကားအပြည့်အစုံကိုတကဘာလုံးကြားအောင်ထုတ်လွှင့်လိုက်ပါတော့တယ်။စူပါမန်လည်းအဲ့ဒီသတင်းစကားရဲ့ဒုတိယတစ်ဝိုက်ကိုကြားလိုက်ရောတုံးလုံးခြောက်ချားသွားခဲ့တယ်။ဘာလို့လဲဆိုတော့အဲ့ဒီထဲမှာသူ့မိဘရင်းတွေကကဘာမြေကိုသိမ့်ပိုက်ဖို့နဲ့ခရစ်တန်မျိုးတွေကိုပြန်လဲတီထောင်နိုင်ဖို့ဇနီးမယားတွေအများကြီးယူဖို့တိုက်တွန်းထားလို့ပါ။ဒီသတင်းစကားကြောင့်လူထုရဲ့အမြင်တွေကစူပါမန်အပေါ်ချက်ချင်းပြောင်းပြန်ဖြစ်သွားခဲ့တယ်။အထူးသဖြင့်သူခရစ်တိုကိုရှာဖို့လူတို့ကိုတွားပြီးဒေါသကြီးနဲ့ရင်ဆိုင်တိုက်ခိုက်တဲ့ဗီဒီယိုဖိုင်ကအွန်လိုင်းပေါ်မှာပြန့်နှံ့သွားတာကိုတွေ့ရတယ်။ Lois ကတော့စူပါမန်ကိုသူဟာလူကောင်းတစ်ယောက်ဆိုတာယုံကြည်ကြောင်းအားပေးနှစ်သိမ့်ခဲ့တယ်။စူပါမန်လည်းသူ့အချစ်ကို Lois စီဖွင့်ပြောအပြီးမှာခရစ်တိုကိုဘယ်မှာဖမ်းကြလဲသိရဖို့အမေရိကန်အစိုးရစီမှာအဖမ်းခံလိုက်တယ်။အစိုးရကလည်းသူ့ကိုထိမ့်သိမ်းပေးမှန်းဖို့လူတို့လက်အောက်နဲ့ထပ်အပ်ပြီးတတ်မှတ်နေတယ်။လူတို့ကသူ့ရဲ့သူတွေကိုလွှဲခွိုက်ဖမ်းတီးထားတဲ့တီးခြားစကြဝဠာငယ်တစ်ခုမှာစူပါမန်ကိုမီတာမော်ဖိုဆိုတဲ့စွမ်းအားရှင်တစ်ယောက်နဲ့အတူထောက်ချထားခဲ့တယ်။လူတို့ကမီတာမော်ဖိုရတာအချင်းလေဂျိုအီကိုဓာတ်စာမလုပ်ခိုင်းပြီးမီတာမော်ဖိုကိုသူ့လက်တစ်ဖက်ခရစ်တိုနိုက်ဖြစ်ပြောင်းလဲခိုင်းလိုက်တာ။ဒါကြောင့်စူပါမန်လဲစွမ်းအားတွေပျောက်ဆုံးသွားလာတာပေါ့။မင်းမြတ်နေချိန်မှာပဲလူတို့ကစူပါမန်ကိုထောက်ခံတဲ့သူတယောက်ကိုရက်ဆက်ဆက်ဆက်ထပ်ပစ်လိုက်တယ်။ဒီမြင်ကွင်းကြောင့်တုံ့လုံသွားတဲ့မီတာမော်ဖိုကစူပါမန်ကိုထွက်ပြေးလွတ်မြောက်အောင်ကူညီဖို့သဘောတူလိုက်ပြီးသူတို့ဂျိုအီနဲ့ခရစ်တိုကပါအတူတူကယ်ထုတ်ခဲ့ကြတယ်။ဟိုမှာလဲ Lois က Mr. Terrific ကိုစူပါမန်ကိုရှာဖို့ကူညီပါစေလို့ပေါ့ဖြောင်းဖြလိုက်တယ်။ဒီလိုနဲ့သူတို့နှစ်ယောက်ကအဲ့ဒီစကြဝဠာငယ်တွေကိုဝင်ရောက်ပြီးကြံတဲ့သူတွေကိုကယ်တင်ခဲ့ကြတယ်။ Lois ကစူပါမန်ကိုသူ့ရဲ့မွေးစာမိဘဖြစ်တဲ့ Jonathan နဲ့ Martha Kent တို့မှအနားယူဖို့ခေါ်သွားတယ်။အဲ့ဒီမှာ Jonathan ကစိတ်သက်ကြနေတဲ့စူပါမန်ကိုမင်းဘသူခိရဲ့ဆိုတာမင်းရဲ့ဇာတိမိဘတွေရဲ့သတင်းစကားကဆုံးဖြတ်တာမဟုတ်ဘူး။မင်းရဲ့ကိုယ်ပိုင်ရွေးချယ်မှုနဲ့လုပ်ရက်တွေကသာဆုံးဖြတ်တာလို့အားပေးစကားပြောခဲ့ပါတော့တယ်။ဒီအချိန်မှာလူတော်ရဲ့ချစ်သူ Eve Teschmacher သူက Daily Planet ကတပ်ပုံဆရာ Jimmy Olsen ကိုအရန်ဆွဲလန်းနေသူက Jimmy ကိုတက်တဲ့တစ်ခုပေးလိုက်တယ်။အဲ့ဒါကတော့လူတော်ဟာဂျာဟန်ပူနိုင်ငံရဲ့နယ်မြေတစ်ဝက်ကိုပိုင်ဆိုင်ခွင့်ရဖို့အတွက်ဘူရာဗီယာနိုင်ငံကိုလျှို့ဝှက်ကူညီနေတဲ့ဆိုတဲ့တက်တဲ့ပါပဲ။လူတော်လည်းဒီအကြောင်းသိရော Eve ကိုဖမ်းချုပ်လိုက်ပြီး Superman ကို Metropolis စီပြန်လာအောင်ညှောက်ခေါ်လိုက်တယ်။ဘလို့ခေါ်လဲဆိုတော့ဟိုစကြဝဠာငယ် Pocket Universe ကိုတည်ငြိမ်မှုမရှိတဲ့ဂိတ်ပေါက်တစ်ခုဖွင့်လိုက်တာပါ။ဒီဂိတ်ပေါက်ကြောင့်လက်တွေ့ကဘာမှာအကွယ်ချောင်းကြီးတစ်ခုဖြစ်လာပြီး Metropolis မြို့ကြီးဟာနှစ်ပိုင်းကွဲထက်သွားမလို့ဖြစ်နေပါတော့တယ်။ Superman က Guy Gardner, Hawk Girl နဲ့ Metamorpho တို့ကို Boravia ကဂျာဟန်ပူကိုနောက်တစ်ခါထပ်မကျူးကြောင်နိုင်အောင်တွားတားခိုင်းလိုက်တယ်။အဲ့ဒီမှာ
Hawk Girl ကတမဒ Gorgos ကိုတပ်ပစ်လိုက်ပြီး Guy ကလည်း Metamorpho ကိုသူတို့ရဲ့ Justice Gang အဖွဲ့ထဲဝင်ဖို့ဖိတ်ခေါ်ခဲ့တယ်။ Metropolis မှာတော့ Superman နဲ့ Mr. Terrific တို့က Engineer နဲ့ Ultraman တို့ကိုရင်ဆိုင်တိုက်ခိုက်ကြတယ်။ Superman က Engineer ကိုအနိုင်ယူပြီးတဲ့နောက်မှာတော့သူအံ့ဩစရာအမှန်တရားတစ်ခုကိုသိလိုက်ရတယ်။အဲ့ဒါကတော့ Ultraman ဆိုတာတကယ်တော့လူတော်ဖန်တီးထားတဲ့သူ့ရဲ့မျိုးသူပွားတစ်ယောက်ဖြစ်နေတာပါပဲ။ Crypto ရဲ့အကူအညီနဲ့ပဲ Superman ဟာ Ultraman ကိုအနိုင်ယူပြီးအကွဲကြောင်းကြီးအောက်ကတွင်းနက် Black Hole ကြီးတွေကိုတွန်းချနိုင်ခဲ့တယ်။လူတော်ရဲ့ဌာနချုပ်မှာ Mr. Terrific ကအကွဲကြောင်းကြီးကိုအောင်မြင်စွာပိတ်လိုက်နိုင်ခဲ့တယ်။အဲ့ဒီမှာလူတော်ကအမှန်တရားကိုဖွင့်ဟလိုက်တယ်။သူက Superman ကိုတပ်ဖြစ်နိုင်မဲ့ခွင့်အာဏာရဖို့အတွက်ဒီဂျာဟန်ပူပฏิပတ်ခါကြီးကခုလုံးကိုတမင်တကာဖန်တီးခဲ့တာဖြစ်ကြောင်းဝန်ခံခဲ့တယ်။ဘာကြောင့်ဒီလိုလုပ်ရတာလဲဆိုတော့ Superman ဟာ Grow ရတာတယောက်ဖြစ်နေပေမဲ့လည်းလူထုရဲ့ချစ်ခင်လေးစားမှုကိုအပြည့်အဝရနေရကိုသူကအယံမနာလိုနေလို့ပါပဲ။ Superman ကလူတော်ရဲ့အတွေးခေါ်မားနေကြောင်းထောက်ပြပြောဆိုပေမဲ့လူတော်ကတော့ခေါင်းမာစွာနဲ့ပဲအမားကိုဝန်မခံခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲ Crypto ကသူ့ကိုဝင်တိုက်ခိုက်လိုက်ပါတော့တယ်။တစ်ချိန်တည်းမှာပဲ Lois နဲ့ Jimmy တို့ကလူတော်ရဲ့မကောင်းတဲ့အကြံစီမှန်သမျှကိုလူထုကိုဖွင့်ချလိုက်နိုင်ခဲ့တယ်။ဒီလိုနဲ့ Superman ရဲ့နာမည်ကုန်းတစ်ထင်းလဲပြန်လဲရှင်းတန့်သွားခဲ့တယ်။လူတော်နဲ့သူ့ရဲ့အပေါင်းအပါအားလုံးအဖမ်းခံလိုက်ပြီးဟိုစစ်ကြဝဠာငယ်ထဲမှာပိတ်မိနေတဲ့ Eve အပါအဝင်လူတွေအားလုံးလဲပြန်လဲလွတ်မြောက်လာခဲ့ကြတယ်။နောက်ဆုံးမှာတော့ Lois ကလည်း Clark Superman ကိုပြန်ချစ်နေကြောင်းဝန်ခံလိုက်ပြီးသူတို့နှစ်ယောက်လေဘော်ကိုဖြည်းဖြည်းချင်းပျောက်တတ်သွားရင်ချစ်ကြည်နူးနူးစွာနမ်းဆိုင်ခဲ့ကြတယ်။ဇလာအဆုံးမှာတော့ Superman သူ့ရဲ့အထီးကျန်းခန္ဓာမှာအနားယူနေတော့သူ့ရဲ့ဝမ်းကွဲဒီမှာ Kara က Crypto ကိုလာခေါ်ဖို့မူးမူးနဲ့ရောက်ချကလာတယ်။ခန္ဓာထက်ကစိတ်ရုပ်တွေကတော့ Superman ကိုကဘာမြေပေါ်မှာသူ့ရဲ့မွေးစားမိပါတယ်နဲ့အတူပျော်ရွှင်စွာကြီးပြင်းကြရတဲ့သူ့ရဲ့ကလေးဘဝဗီဒီယိုမှတ်တမ်းလေးတွေကိုဖွင့်ပြပြီးနှိမ့်တင်လိုက်ပါတော့တယ်။အဆုံးအထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးထူးတင်ပါတယ်။ Channel လေးကို Like and Subscribe လုပ်တော့ပေးကြပါအောင်။နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့။